มิดุริยามิตังกันตรณังกิสามิ อาปิยามิโภกันตรณังกิสามิตาริยามิกัมมันตรณังกิสามิตาริยามิตังกันตรณังกิสามิดารณะกัมมนะปริโภณังภานาติภาตาเวรมณิเตขะปดันตมาธิยามิอาเดนะดานะเวรมณิเตขะปดันตมาธิยามิอาเมตุเมสาสาระเวรมณิเตขะปดันตมาธิยามิโอตาวาดาเวรมณิเตขะปดันตมาธิยามิดุราเมรยามิสัพพะบาลทานาเวรมณิเตขะปดันตมาธิยามิอิตเมปุญญาอาดวะขยังมหังโหตุอิตเมปุญญาเมตนัตตาพิเศโยโหตุเอวติตรเนนะดหะเปสะกรุณามานิสะทีลังธัมมัตาทุกขกัตวะอภมะเทนะตัมปะติทาตัตตะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะอิติปิโตภะคะวะอะระหังสัมมาสัมพุทโธปิจาจารณะสัมปันโนสุขโตโลกวิทูอนุตตรปุริสะสัมมาสารติสัทธาเทวมนุสสานังพุทโธภควาติราคะโตภควตาธัมโมสัจจิติโกอากาลิโกเอหิปัสสิโกโอปนัยโกปัจจัตตาเวทิตาโพวิญโยหิติสุปฏิปันโนภะคะวะโตสาวกสังโฆอุสุปฏิปันโนภะคะวะโตสาวกสังโฆยายาปฏิปันโนภะคะวะโตสาวกสังโฆสามิจิปฏิปันโนภะคะวะโตสาวกสังโฆยะติตังจตาริปุริสายุคานิอัตถปุริสะปุกาลาเอสะภะคะวะโตสาวกสังโฆอาหุนยโยปะหุนยโยตะคินยโยอัญชลิกาลติโยอนุตตรังปุญญเขตังโลกัสสาติสัพพุเทอัฏฐวิชินจาราดาชินจาทาตาเกวิจาตัตตาทาตานินามามิติระธรรมหังอาภกังมาลุกังเกงกังอานันตานิพุตตาชีนาเอตังธรรมิจาสังเกจาอัตเรนะนะมะมะหังนามาการะนุภาเวนะหิตวาสัพเพอุปัฏฐเวอเนกะอันตรายามิวินาจันตุอเจตโตเหตุปัจจโยอารัมมานะปัจจโยอาทิปติปัจจโยอานันตระปัจจโยสัมมานันตระปัจจโยสหจัตตปัจจโยอัญญมัญญปัจจโยนิสัยปัจจโยอุปาณิสัยปัจจโยปุริจัตตปัจจโยปัสสัจจตอาศิวนาปัจจโยกามปัจจโยวิปากปัจจโยอาหารปัจจโยอินทิยปัจจโยสันปัจจโยมังกปัจจ
สัมปยุตตาปัจจโยวิปยุตตาปัจจโยอาทิปัจจโยนาทิปัจจโยวิกาตาปัจจโยอวิกาตาปัจจโยโหติกิสสะอนันตจักกวาลาอนันตจักกวาโตเนยันกะเตนิจจาปาสิโตตากะเตนิจจาปาสิเสยกะเตนิจจาปาสินโนเสวะเยสัจจปาสิอนันตจักกวาลาอนันตจักกวาโตเนยันกะเตนิจจาปาสิโตตากะเตนิจจาปาสิเสยกะเตนิจจาปาสินโนเสวะเยสัจจปาสิอนันตจักกวาลาอนันตจักกวาโตเตยันกะเตนิจจาปาสิโตตากะเตนิจจาปาสิเสยกะเตนิจจาปาสินโนเสวะเยสัจจปาสิพุทโธอะမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုพุทโธอะမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုพุทโธอะမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုပါဘယพุทธศาสนาจิรังเนตุพุทธศาสนาจิรังเนตุพุทธศาสนาจิรังเนตุสาธุสาธุสาธุပါဘယလောဘကြီး လောဘကြီး ဒုက္ခကြီးလေ ဒုက္ခကြီးလေ လောဘနဲ့ လောဘနဲ့ ဒုက္ခနဲ့ ဒုက္ခနဲ့ လောဘမရှိ လောဘမရှိ မရှိပါ လောဘမရှိ ဒေါသကြီး ဒေါသကြီး ဒုက္ခကြီးလေ ဒုက္ခကြီးလေ ဒေါသနဲ့ ဒေါသနဲ့ ဒုက္ခနဲ့ ဒုက္ခနဲ့ ဒေါသမရှိ ဒေါသမရှိ မရှိပါ ဒုက္ခမရှိပါ မောဟကြီး မောဟကြီး ဒုက္ခကြီးလေ ဒုက္ခကြီးလေ မောဟနဲ့ မောဟနဲ့ ဒုက္ခနဲ့ ဒုက္ခနဲ့ မရှိ မောဟမရှိ ဒုက္ခမရှိပါ ဒုက္ခမရှိပါ မာနကြီး မာနကြီး ဒုက္ခကြီးလေ ဒုက္ခကြီးလေ မာနနဲ့ မာနနဲ့ ဒုက္ခနဲ့ ဒုက္ခနဲ့ မာနမရှိ မာနမရှိ ဒုက္ခမရှိပါ ဒုက္ခမရှိပါ သာမစရိယကြီးသာမစရိယကြီးဒုက္ခကြီးလေ ဒုက္ခကြီးလေ သာမစရိယနဲ့ ဒုက္ခမရှိရနဲ့ ဒုက္ခနဲ့ ဒုက္ခနဲ့ သာမစရိယမရှိ ဒုက္ခမရှိရမရှိ ဒုက္ခမရှိပါ ဒုက္ခမရှိပါ နာကြီး နာကြီး ဒုက္ခကြီးလေ ဒုက္ခကြီးလေ နဲ့ နာနဲ့ ဒုက္ခနဲ့ ဒုက္ခနဲ့ မရှိ ဒုက္ခမရှိ ဒုက္ခမရှိ ဒုက္ ပါ ခမရှိပါ ဝိဇ္ဇာကြီး အဝိဇ္ဇာကြီး ဒုက္ခကြီးလေ ဒုက္ခကြီးလေ ဝိဇ္ဇာနဲ့ အဝိဇ္ဇာနဲ့ ဒုက္ခနဲ့ ဒုက္ခနဲ့ ဝိဇ္ဇာမရှိ အဝိဇ္ဇာမရှိ ဒုက္ခမရှိပါ ဒုက္ခမရှိပါ ဝိဇ္ဇာကြီး ဒုက္ခကြီး ဒုက္ခကြီးလေ ဒုက္ခကြီးလေ ဝိဇ္ဇာနဲ့ ဒုက္ခနဲ့ ဒုက္ခနဲ့လေ ဒုက္ခနဲ့ ဝိဇ္ဇာမရှိ ဒုက္ခမရှိ ဒုက္ခမရှိပါ ဒုက္ခမရှိပါ လောဘယောဂ လောဘယောဂ တဏ္ဍနာရှိရိကိုယ်တိုင်ပါဒေါသယောဂသီလမြတ်တာတေယုနာမချုတရာရိပါရှိရိကိုယ်တိုင်ပါမောဟယောဂဇာယောဂဘာဝနာသမထဝိပဿနာစတိပဋ္ဌာန်၄ပါးရှိရိကိုယ်တိုင်ပါကောင်းမှုကိုရှောင်ကောင်းမှုဆောင်ကောင်းမှုဆောင်ရှိကိုထားကောင်းမှုကိုရှောင်ကောင်းမှုဆောင်ကောင်းမှုဆောင်ရှိကိုထားကောင်းမှုကိုရှောင်ကောင်းမှုဆောင်ကောင်းမှုဆောင်ရှိကိုထားဒီလာသစ္စာမရှိဘူးဉာဏ်ပါ
ဝါယသပိဝါမနံတာရိပုတ္တမဟာမောဂရဏသဣမနိတသတိသံသာပါတနာ Yang bisa. ဒုက္ခလောကပယဝိနာသောတာသရုပ်သောတဝါအယေတာတရယဒီဝနာသတုဇိတေသသာဇယစိတိဒါနလာပါစတိပတယသုခပရစိတိအာယုဇဝနောဇဘုဒ္ဓဝတိခယသဝါသတ္တဝါသဇာယဝဇေဝစိတိဘဝတုဝယောဇဝေပမတိဝါပတ္တောနပမတ္တိဓမ္မလောကပပစိတိဟမဘုရောဝဇတိမာယတာပပကတကမံဒုက္ခိတပယတိဓမ္မလောကပပစိတိဟမဘုရောဝဇတိမာအပိဝါဒနာတိသရိဇဝတ္တဝဇာယိနောသတ္တရောဓမ္မဝတ္တိယိမနောတုကံကာလံဇယဇယသနာကတဘုဒ္ဓဇေယမနံသဝါနံဇတုစัจ မတ္တနာသမိတေသုနာဓမ္မနန္တကာတယောဘုဒ္ဓနာပိသတိနာယကသဗ္ဗေပတိဓမ္မယမတ္တကေတေဝနိသနာစိစေပတိတောမြတ်ဘုဒ္ဓဓမ္မောတဝိနောသနောနာဝပတိတောမြတ်ဥဒေတပဘုနာကနောအတ္တယိမြတ်တို့တော်ဇာတိဘုဒ္ဓဇာတတိကေဘောရယောတိဘာကသမိဘုဒ္ဓရနောဇာဝမေတတိတေသဝတိမယမသုခတနာဟုနောသစ္စာဝါဒမဟာနာမောဝိမမသောတိယသတိပိတိဘာကသမိသုရိယောဝပပတလောဣစိနောစိလိသမ္မနောသဗ္ဗေတောမဏိဘုံနောဘုမာနကသဗ္ဗတေလောမဟိစိတလောဝါတကောသောမယဝတ္တနေတိဇံပတိတာစိဘုနာကလောဘုနောပုရိမာနောဇောပတိရတစိဝနိဒေရာမတ္တိမေသတ္တနာရတေနပုရိလကာမမစိသစိတိမဟာတေနာจิตဝတ္တောစိနောရသဇာရတစိရတိစိနဟံကာမံကိသုစတိတာတတနာပုရတောအစိတတိမေမိတာသုတတာသစ္စာကပ္ပသတောအစိဝမြပုရိမာလကံတတမောလပါရိတ္ထာနာရတိယသုတကံအာကာစိသတနာအစိစိသပကရသတိတာစိနာနာပရသတိတသတ္တပကရဏကတောဝသတောနိသတိစေနသရသဗုဒ္ဓပัญจလေจินะปัญจละปัสสติญาณังกัมมิตเนสัตตาปริจวัจติติมหาปุริสาสภาปิเจวมัตตุสุปุตตุสุรโกปุจจานุภาเวนะจิตุปตวะธรรมานุภาเวนะจิตตินังโกสักขานุภาเวนะจิตตนารโยสัทธมานุภาวะปาริตุติสยปัญจละปนนะสักกัจจาปิจิตาอโนเคยปะละมานะปัสสตุจิมะละวัตนะปิตตะปะละมะยะติปิปะนะปะละมาสุขา ယတောပောတိယမူလိတချန္ဒနာတိဝတ္တနောဧဝမေဝဆယဟောတုဆယတုဆယမင်္ဂလိတချန္ဒမဟာကဗအဇာခတ္တယဗမြောမဘောဓောတရှင်တာကေဝေမင်းတို့ဤနန္ဒီဝတ္တနောဆေဟာယောဆွေကြောင့်ပိတိလုံးတဖြင့်တင်နေခြင်းကွန်ဖြိုအတိတို့စေတော်မူတတ်ထတော်ဘုဒ္ဓတိတိသဒုက္ခညုဘုကိုစုခုမြဲမြဲလမ်းကျွေခိုင်းပြီးကိုယ်တိုင်ပညာရှင်တော်မြတ်ဖရာသည်ဘောဓိယပစ္စေချက်ချာမင်းမြတ်ပါဝေဖျားဖျားဆွေပေါရောက်နေသည့်အတ္တိထင်လေးညောင်ပုတ်တိပင်ရင်၌မူလီဗရမီကုတ္တဝထိုတို့ကြောင့်အလိုတော်ပေါ်ပေါက်၍လာအပရာရှိတပရိရင်၌ဆရာတော်ယထာနမမဟောယတုပုဂ္ဂိုလ်ခြားဘုံဘုံစဉ်အာရလွင်၍လွယ်တဲ့တကူအောင်မြင်တော်မူပြီးတကယ်တော့သစ္စာနာမအောင်တည်ခင်အောင်တွေ့ခင်၍အောင်မြင်လိုများကလေးအရိယဝါဒီတော်ရဆောက်တည်တော်ကျေးဇူးရှင်မိုက်ခဲဆရာတော်ဘုရားကြီးကိုပူဇော်ကြကုန်တော်စီပီမန္တကတိမိရတဆုနှင့်ဇနီးမိရတဆုနှင့်တကွဝန်ထမ်းအားလုံးဘုရားတနာမြတ်အားလုံးတို့သည်စေရောစရာအောင်ရအတိတ်အောင်မိမေနေအောင်ပြီးတ
ခုအရိညဝါတိသောယသောက်တည်သောယက္ခမဟာမမထာနစရိယယေရှုရှင်ဘိုင်ဘုံဆရာတော်ဘုရားကြီးကိုဘုဇောရတော်ဘုဒ္ဓကောင်းမှုကြောင့်တတိတော်တို့သည်ဘယ်လိုမရှိအပ်သောသတ်ဆိုးလင်းဆိုးယိုဆိုးအဆိုးဟုတမြတ်ကြုံကြရ၍ဘယ်လိုမရှိအပ်သောဧခတ်တေယံခတ်တေသန္တရေခတ်တေယောဂခတ်တေယံတုခတ်တေနောက်ဆက်ခတ်တေအသက်ခံခတ်တေပပြောင်းငြိမ်၍ဘယ်လိုရှိအပ်သောအသက်ရှိခြင်းအစင်းလာခြင်းဘုံအားကြီးခြင်းဉာဏ်ပညာကြီးခြင်းအစရှိသောဘောင်းကျိုးချမ်းသာမင်္ဂလာဘုရားဖျားတို့နှင့်ယေစုသာမလောကုဤစေတို့မြတ်တို့ဖျားယနေ့ယခုဘုဒ္ဓံရသောဒါနကုသိုလ်သောတိယသောဒါနကုသိုလ်ဘောမြာယသောဘာဝနာကုသိုလ်ဘုဘာကကိုဝိဒမေခင်ဝိဒဖခင်ဆရာတခင်သဘောင်းတို့အလကားအရာရာမျိုးအာကိုရသောဆွေမျိုးသင်္ကဟဉာဏမိတ်မိတ်ဆွေပေါင်းတို့အလကားကိုဆောင်နတ်စထား၍စေဘီပန်ဆောင်နတ်ဉာဏ်ကိုမျိုးဆောင်နတ်ဒီထောင်စုမြန်မာနိုင်ငံတော်ကြီးဆောင်နတ်မာရဏတော်ကိုဆောင်လျှောက်သောတတ္တရတ္တဝိရုဒကဝိရုပက္ခဥဝေရအစရှိသောနတ်မြတ်မှာအပေါင်းတို့အလကားအရေးတနည်းဓမ္မမြင်အလကားနတ်တို့တနည်းအကြမ်းမြင်အလကားလူတို့တနည်းဒီထောင်စုမြန်မာနိုင်ငံတော်အစိုးရမြင်အလကားအမြတ်ဧဝိငါဘာကုန်ဤအနောယထာမင်းသောသာသောမွန်လဘယင်းနောင်ဦးအောင်စေရမိတုံမင်းကြီးဒီပေါ်မင်းသောဖွားများရှင်သောပုအစရှိသောပုဂ္ဂိုလ်ပေါင်းတို့အား၎င်းဒေကဝိသံရှိဝိသံတတဝိသံသံဝိသံဓမ္မဝိသံနန္တဝိသံဝိသံပေါင်းတို့အား၎င်းဘုဖိုးအောင်ဘုံမင်းခေါင်အောင်လေးအောင်ခေါင်လေးခေါင်ဘယပုဂ္ဂိုလ်သဘောတို့အား၎င်းအမြတ်ဝိငါဘာကုန်ဤနဂမင်းကြီးအနန္တငါကြီးဒီချစ်ဘလူတေတော်တိတ်တာအတူရကေသဘောတို့အားအမြတ်ဝိငါဘာကုန်ဤအမြတ်ရ၍ပရိညဝါဒီသောယသောက်တည်သောယေရှုရှင်မိတ်ဖို့ဆရာတော်ဤမေတ္တာတတ်ခြင်းတတ်မမချမ်းသာတာအတူတကွညီညီညွတ်ညွတ်အတူတကွနေထိုင်ကြ၍ဒီထောင်စုမြန်မာနိုင်ငံတော်ကြီးအေးချမ်း
ငြိမ်းချမ်းပါစေလူရစန္ဒပြေဝကြပါစေကုသိုလ်မြတ်မြတ်ရောဘုရားပါတော်ကုသိုလ်မြတ်မြတ်ရောဘုရားပါတော်ကုသိုလ်မြတ်မြတ်ရောဘုရားပါဆရာတော်ဘုရားတရားနဲ့ဆောင်ပေးခိုင်းတယ်ယူမလားအချိန်ကတိတ်ရှိတော့ဘူးတဲ့အချိန်ကလူကိုမဆောင်ဘူးတဲ့နော်အချိန်ကတိတ်ပြီးတော့တန်ဖို့ရှိတယ်ပေါ့နော်လူတိုင်းဟာနေတိုင်းတည်ရှင်းတရားကနေလာပါပြီတဲ့မနေ့ပြန်နဲ့နောက်ဘဝကနီးတယ်မနေ့ပြန်ဆိုတာအဝေးရှိတယ်နော်ဒါကြောင့်အချိန်ကိုတန်ဖိုးထားပြီးတော့လွန်ခဲ့တဲ့20ရက်နေ့တုန်းကငလင်ပေးတဲ့ပုဂ္ဂိုလ်အကြောင်းပြုပြီးတော့တတိတရားတံဝေကတရားယူကြပါတဲ့လူဟာတက်တန်းဟာတူတယ်အဲကြောင့်ပြောလို့ဆိုတရားလေးပါးကိုအမြဲတမ်းပွားကြပါတဲ့ဆရာတော်ဘုရားကလေအခုဆရာတော်ဘုရားဒီတစ်ခေါက်ကြီးစဉ်ဟာလူသားချင်းစာနာတဲ့စိတ်ဓာတ်နဲ့ပုံမှန်လေးစကိုင်းနေပြီးတော့အင်းလေးငလင်ပေးတဲ့ပုဂ္ဂိုလ်ခရုဏာပွားပြီးတော့ဟာတို့ဟာလည်းပဲဒီနေ့တစ်ချိန်ကြရင်ဒီလိုပဲဒီဥပ္ပါပဲလို့တတိတော်ကတရားပွားပြီးတော့ကုသိုလ်ကိုမြန်လုပ်ပါတဲ့ဆရာတော်ကဟောတာပြောကြလို့ပါလေပြီးတော့ဆွေအိုးကြီးလေးလုံးကိုလက်ဆောင်ပေးချင်တယ်ဆွေအိုးကြီးလေးလုံးယူကြလားအားလုံးလည်းဆိုပါမေတ္တာဝိယုဏမုဒိတာဥပေက္ခဒါဆွေအိုးကြီးလေးလုံးပဲနော်အဲ့ဒီဆွေအိုးကြီးလေးလုံးရှိတဲ့နေရာအေးချမ်းတယ်ဘုံတို့ပြောစုမြန်မာနိုင်ငံတော်လည်းပဲဒီဆွေအိုးကြီးလေးလုံးလူတန်းစားကြီးငယ်ရကမရွေးဆွေအိုးကြီးလေးလုံးရှိတာအေးချမ်းတယ်ဒါကြောင့်မေတ္တာတရားနဲ့တရားကိုညီရင်ပြည့်မှုဆိုတဲ့မေတ္တာထားကြပါတရားနဲ့တရားသူများပဲကိုများတွေးပေးပါကိုယ့်အတွက်ပဲမတွေးကြပါနဲ့အဲ့ဒါမေတ္တာတရားဆိုတဲ့ဆွေအိုးပေါ့နောက်ခရုဏာအခုငလင်ဘေးတင်တဲ့ပုဂ္ဂိုလ်အကြောင်းပြုပြီးတော့မန္တလေးဆွေမျိုးတော်မှာတကယ်ပဲတာဝန်ကရစရာကောင်းတယ်စကမ်းမီလာဆိုတာစေတထရှိတယ်ဘယ်နှထလဲစေတထမြေကြီးထဲမှာမြုပ်သွားတယ်6ထပ်မြေကြီးပေါ်မှာဘယ်နှထပဲကျန်လဲ9ထပ်ပဲကျန်တယ်ဒါမိုင်းမောဆရာတော်ဘုရားကြီးကပြောတယ်ဆိုတာပြီးပါကဝတ်ပဲပေါ့နော်ဘုရားနဲ့ထက်တုံးကလူသားကိုမြင်မျိုးတယ်ဆိုတာ9ဦးပဲရှိတယ်အခုက9ဦးကတာဒါဘူးဒါတော်များကုလရင်ပြိမှန်လာစာမီးဘွဲဖြေနေတဲ့အချိန်တပြန်လေးငလင်တင်းတော့အကုန်လုံးပြန်တော်သွားတယ်ပေါ့နော်ဒါတွေကကြည်ပြီးတော့ဂယုဏပွားပါပေါ့နော်သူများကိုဂယုဏပွားတယ်လို့ဒါတွေဟာမရဏနုတ္တိကမ္မထာပဲပါကမ္မထာနဲ့ဒီနိုင်ဖို့ဆရာတော်ကအထူးသဖြင့်မရဏနုတ္တိကမ္မထာကိုပွားခိုင်းတာငါတို့ဟာလည်းပဲတနေ့တစ်ချိန်ချင်းကြဒီလိုတေအောင်ပါပဲငါပိုင်ပါတယ်ဆိုတဲ့တိုက်ကြီးတွေငါပိုင်ပါတယ်ဆိုတဲ့ကားကြီးတွေငါပိုင်ပါတယ်ဆိုတဲ့အိမ်တွေဒီချိန်ရောက်ရပါလားမရတော့ပါဘူးအဲ့ဒါကိုတတိတော်ကြယူပါ
ဒါကြောင့်ဒါကိုကြည့်ပြီးတော့ဗရဏနုဒိဋ္ဌမရပွားပြီးတော့ဒါနာတီလာဘာဝနာမိမိတို့နောက်ပါတဲ့လုပ်ငန်းကိုမြန်မြန်လုပ်ပါတဲ့ဆရာတော်ဘုရားဆွေဦးကြီးလေးလို့ပေါ့နော်နောက်ပြီးတော့ဆွေကြီးလေးရဲ့ဗာလေးနဲ့လည်းဆွေကြီးလေးရဲ့ကိုလည်းပဲဆရာတော်ကရောက်တဲ့နေရာမှာလက်ဆောင်ပေးခြင်းတဲ့အားလုံးလိုက်ဆိုဗုဒ္ဓနုတ္တိဘာဝနာမေတ္တာဘာဝနာအတုပဘာဝနာနုတ္တိဘာဝနာ၄ပါးစတုရလက်ခတရား၄ပါးကိုလည်းခေါ်ပါတယ်ဗုဒ္ဓနုတ္တိဘာဝနာဆိုတာဘုရားကိုပွားခိုင်းတာဘာကိုပွားခိုင်းတယ်လဲဒီဘုရားကိုဆိုတာလောကမှာအကြီးဆုံးအလုပ်ပဲဒီတစ်နှစ်ဟာ2025ဘယ်လောက်လဲ2025နေ့နဲ့နေ့ပေါင်းဘယ်လောက်လဲ4နဲ့5ပေါင်းတော့ဘယ်လောက်ရှိလဲ9ဒီတစ်နှစ်ဟာ9ကဏ္ဍကြာရောက်တဲ့နေ့ဘာကဏ္ဍလဲဒီနေ့တော်လေး5 6 9 10 9ကဏ္ဍထဲမှာအကြီးဆုံးကဏ္ဍထဲမှာဘာကဏ္ဍလဲအကြီးဆုံးကဏ္ဍမှာနေတဲ့နေ့ဟာအကြီးဆုံးအလုပ်ကိုလုပ်ပါမိုင်းဟုတ်ဆရာပါအကြီးဆုံးအလုပ်ကပါလေဗုဒ္ဓနုတ္တိဘာဝနာကမ္မထာဘုရားကိုမြန်မြန်ပွားပါဒါကြောင့်ခုနဆရာတော်ကြီးကိုယ်တိုင်ဥဆောင်ပြီးတော့အီတီဗီတော့ဆိုတယ်တရားကိုဆိုတယ်ဓမ္မကိုဆိုတယ်ဆိုတာအကြီးဆုံးအလုပ်ကိုလုပ်ခိုင်းတာဘာလို့လဲဘုံတို့ပုံနာပါလားအကြီးဆုံးအလုပ်ကပါလေဗုဒ္ဓနုတ္တိဘာဝနာကမ္မထာဒါဆွေကြီးပဲနောက်မေတ္တာဘာဝနာကမ္မထာခုနတရားနဲ့တရားကုညီပါတရားနဲ့တရားမမောပါနဲ့တရားနဲ့တရားကောင်းတဲ့ဘက်ကိုကြည်ပါအစိုးမြင်ဝါဒီမလုပ်ကြပါနဲ့အဲ့ဒါမေတ္တာဘာဝနာကမ္မထာပြီးတော့ကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာဆိုတာမနောကံမေတ္တာပဲဟုတ်တယ်လားကာယကံမေတ္တာဥမာအခုဘုံတို့စီဝိမာဥက္ကဋ္ဌရှိနေရတာတို့စတိမိသားတစုဟာကိုယ်တိုင်ကိုကြမိုင်ဘုံတွားပြီးတော့ကျောင်းတော်ကိုဒူသေးတာကာယကံမေတ္တာဝစီကံမေတ္တာမိမိတို့တပိတာအားလုံးကိုမိမိဖူးရတယ်လို့တပိအားလုံးဝန်ထားအားလုံးဖူးရပါစေဒါပါလေဝစီကံမေတ္တာမနောကံမေတ္တာပွားတာနာယကရှိလို့ဥက္ကဋ္ဌရှိလို့ပွားတယ်လို့ဝန်ထမ်းအားလုံးကလည်းပဲကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာကိုပွားကြပါတဲ့မဟုတ်ဆရာတော်ကပြောတယ်နော်အဲ့ဒီလိုပွားမယ်ဆိုလို့ဆိုရင်ဒါဆွေနောက်ပြီးတော့မိမိခန္ဓာကိုယ်ကြီးကနန်စောနေသလားမွေးချိုင်နေသလားနန်စောနေတာမွေးတယ်ဆိုရင်တော့တဏှာခါရောက်တဲ့ကိုဝိုင်းပါပဲပေါ့အခုကတဏှာခါမရောက်ကောင်းလားမိက္ခာတွေရောက်ကောင်းလားအဲ့ဒါဘာပဲရောက်ကောင်းတယ်မိမိခန္ဓာဟာအတုပကမ္မထာမိမိခန္ဓာပါလေအတုပကမ္မထာအဲ့ဒါလည်းဆွေကြည့်တယ်နောက်ဆရာတော်ပြောတဲ့တရားအခုတကယ်ဖတ်သားဆရာကောင်းတယ်ဘုံဘုံတို့တည်ထားတာကအတုပဆိုတော့တည်ပြီးမှအတုပရှုတယ်ဘောလားမိုင်းဝဆရာတော်ကပြောတာကအတုပကနှမျိုးရှိတယ်ဘယ်နှမျိုးလဲမတည်သေးတဲ့အတုပတည်ပြီးတဲ့အတုပဘုံဘုံတို့သဘောပေါက်တာလားတည်ပြီးမှအတုပပို့တယ်ဘောလားအမှန်တော့မတည်တဲ့လည်းဒါအတုပပဲအထင်ရှားဆုံးကတော့မိမိခန္ဓာဟာမမွေးပါဘူးနားတယ်နေ့တိုင်းရေချိုးပေးရတယ်မိတ်ကပ်ပေးပေးရတယ်တဏှာလေးပေးရတယ်အဲ့ဒါဘာကြောင့်လဲရတယ်အတုပကမ္မထာကြောင့်အဲ့လိုဘွားပါတဲ့နောက်ဗရဏနုတ္တိကမ္မထာခုနတော့ပြောပြီးပြီပေါ့နော်ဒါကြောင့်အဲ့ဒီဗုဒ္ဓနုတ္တိမေတ္တာအတုပဗရဏနုတ္တိဟာဆွေကြီးလေးရက်လို့ခေါ်ပါတယ်တဲ့။ဘာလေးလဲလဲ။အဲဒီဆွေကြီးလေးတဲ့ဘော2025မှာအထူးသဖြင့်ဗုဒ္ဓနုတ္တိဘဝနာကုမ္မထာကိုပွားကြပါလို့နော်။နောက်ပြီးတော့
ဆရာတော်ဘုရားကအပူ၅ပါးပူ၅ပါးဆိုတာမိမိဘဝရဲ့စွမ်းအင်ပေါ့ပါစွမ်းအင်ဆိုအင်အားပေါ့နော်အဲ့ဒါလူတိုင်းရှိရမယ်တရားကိုဝိရိယကိုတတိကိုသမာဓိကိုပညာကိုပူဘယ်နှပါးလဲ၅ပါးပေါ့ပူ၅ပါးလို့လည်းခေါ်ပါတယ်အင်္ဂလိပ်၅ပါးလို့လည်းခေါ်ပါတယ်ပေါ့အဲ့ဒီပူ၅ပါးကိုလည်းပဲအမြဲတမ်းလုံဆောင်ပါဒါကြောင့်ဒီနေ့မိုင်းမိုးဆရာတော်ကြွလာတာအားလုံးဝမ်းသာကြတယ်လားဆွေကြီးလေးတဲ့ကိုလည်းပေးလိုက်ပြီဆွေအိုးကြီးလေးလုံးလည်းပေးလိုက်ပါပြီဆွေလေးဆွေပေါင်း39စီးလည်းပေးလိုက်ပါပြီတို့အားလုံးဆရာတော်ဘုရားပေးတဲ့လက်ဆောင်ဟာဓမ္မလက်ဆောင်အကောင်းဆုံးပဲတဲ့။ဘာလက်ဆောင်အကောင်းဆုံးလဲ။ဓမ္မလက်ဆောင်အကောင်းဆုံးပဲလို့ဓမ္မလက်ဆောင်ဆောင်ထားပြီးတော့အားလုံးကျမ်းပါပါစေချမ်းသာပါစေ။မိုင်းဖို့ဆရာတော်ရဲ့မေတ္တာတန်နဲ့အေးချမ်းချမ်းညီညွတ်ညွတ်အတူတကွနေထိုင်ကြပါစေကုန်တည်းအနန္တစေကြဝရအနန္တတတဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစေဝဲအေးချမ်းကြပါစေအနန္တစေကြဝရအနန္တတတဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစေဝဲအေးချမ်းကြပါစေအနန္တစေကြဝရအနန္တတတဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစေဝဲအေးချမ်းကြပါစေကုသိုလ်